မင်္ဂတုံးမင်းဆက်18မြောက်ဖြစ်တဲ့လူရှင်တကာရွက်ပြီးလက်ထက်တွင်တောင်ကုန်းမှအင်အားကြီးလာသည့်တပင်ရွှေ၏ရန်စုကိုမခံနိုင်တော့ပဲဟန်တာရီဘကိုးသည်မြန်မာတို့အပိုင်ဒေသဖြစ်လာပြန်တယ်။တပင်ရွှေ၏လှုပ်ကြံခံရပြီးမြန်မာတို့မငြိမ်မသက်ဖြစ်နေချိန်တွင်မုံမြင့်များဖြစ်သည့်တပင်စကဝါနှင့်တပင်ထောရမတို့နှစ်ဦးအခက်တက်မြတ်အုပ်ချုပ်ခဲ့တော်လဲဘုရင်တော်တို့တိုက်လျင်တပင်ထောရမပြေးသောကြောင့်ဘုရင်တော်ဟိုဆောင်သည့်မြန်မာတို့မှာဟန်တာရီကိုအခြေပြုပြီးဒုတိယပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့ကြတယ်။ကမ္ဘောဇသာတီနန်းတော်ကိုလည်းတည်ထောင်ခဲ့တယ်။သို့သောဘုရင်တော်အလွန်သားတော်နန္ဒဘုရင်လက်ထက်တွင်လက်အောက်ခံပရိသေတို့ပုံကံပြီးဟန်တာရီကြာဆုံးခဲ့ရပြန်တယ်။ဟန်တာရီသည်ဒီနန်းဆက်ရဒေသအဖြစ်မှညောင်ရမ်းခေတ်တွင်လက်အောက်ခံပရိသေအစစ်သို့ရောကျသွားခဲ့တယ်။အခက်တက်အားဖြင့်တာလွန်မီဒီယာကြီးအောက်တွင်တိုင်းတစ်ပါးသာငစင်ကအားလာရောက်နှိမ်နှင်းခြင်းတွင်သာယာယီနန်းဆန်ခဲ့ပူတယ်။ညောင်ရမ်းခေတ်နောက်ဆုံးကာလများတွင်ဇင်းမဲ့အသားစင်ဦးအောင်လှကပညာတနာဘွတ်ခန့်ကပဲခူးမှအင်းဝအားထောင်လားစစ်ပြန်ပြီးကြတယ်။အမှန်ရတော့လဲအလောင်းပြဦးအောင်စရာဦးဆောင်သည့်ဗမာတို့၏ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးခဲ့ရပြန်တယ်။ပဲခူးမြို့ကိုဟန်တာရီ32မြို့ကိုရန်ကုန်မြို့မှာအုပ်ချုပ်ခဲ့မုံတို့နှင့်အတူဟန်တာရီပဲခူးမြို့သည်လည်းမင်းနှင့်ပြည်တော်အဖြစ်သို့တပြန်မရောက်လာတော့ကြည်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးတွင်မအောင်မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့လူယူအုပ်ချုပ်ရေးဗဟိုအဖြစ်ပဲခူးကိုသတ်မှတ်ပြီးတာဝန်ခံအုပ်ချုပ်သူကမရှင်နာဖြစ်သည့်ဆာအာတာဖရယ်ရာမှလည်းထင်ရှားခဲ့သူဖြစ်တယ်။မြန်မာပြည်တစ်ပြည်လုံးအင်္ဂလိပ်လက်အောက်ကျခဲ့ပြီးနောက်ရန်ကုန်မြို့ကိုအုပ်ချုပ်ရေးဗဟိုအဖြစ်သတ်မှတ်သောကြောင့်ပဲခူးမြို့သည်တာမန်တိုင်းမြို့ကြီးအဖြစ်နဲ့သတ်မှတ်ခြင်းခံရပြန်တယ်။ဗြိတိရှအစိုးရလက်ထက်1888ခုနှစ်တွင်ပဲခူးမြစ်နှင့်စစ်တောင်းမြစ်တို့ဆက်သွယ်ရာပဲခူးစစ်တောင်းတိုးမြောင်းကိုဖောက်လုပ်ခဲ့တယ်။ပဲခူးမြို့မြူနီစီပယ်အဖွဲ့ကို1883ခုနှစ်ဒီဇင်ဘာ1ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့တယ်။ထိုနှစ်တွင်မြို့ပေါ်ရှိလူဦးရေမှာ1000ကျော်သာရှိသေးတယ်။ဖေဖော်ဝါရီ29ရက်နေ့မှာ1884ခုနှစ်ဖေဖော်ဝါရီ29ရက်နေ့မှာပဲခူးရန်ကုန်မီးရထားကားလမ်းကိုဖောက်လုပ်ပြီးစီးတယ်။မြို့အနောက်ပိုင်းကို1885ခုနှစ်တွင်မြူနီစီပယ်နယ်နိမိတ်အတွင်းပါဝင်ဖွဲ့စည်းခဲ့တယ်။1911ခုနှစ်တွင်ပဲခူးမြို့၏လူဦးရေမှာ19104ဦးအထိတိုးတက်များပြားလာခဲ့တယ်။ပဲခူးမြစ်လယ်အပေါ်တွင်ပြကူးထားသောသံတံတားကြီးကို1886-1889ခုနှစ်တွင်တည်ဆောက်ခဲ့။၎င်းသံတံတားကြီးကိုအင်္ဂလိပ်မှမှာယူစဉ်ကရခိုင်ပြည်နယ်စစ်တွေမြို့ရှိကလဲဒန်မြစ်ပေါ်တွင်တည်ဆောက်ခြင်းဖြစ်တော်လဲဒါမှတိုးလုံးနေပဲခူးမြို့သို့ပို့ပေးပြီးပဲခူးမြစ်ကူးသံတံတားကြီးဖြင့်တည်ဆောက်လိုက်ကြခြင်းဖြစ်တယ်။ရခိုင်မှတစ်ဆင့်တယူကအပါဝင်ကုန်ကျငွေစုစုပေါင်း55,718ကျပ်ဖြစ်တယ်။ဒုတိယကမ္ဘာစစ်တွင်ပျက်စီးသွားပြီဖြစ်၍ယခုကမရှိတော့ပေ။